မိုးရစီနဲ့မိုးရမင်းနဲ့ရိတ်နဲ့အာကာပြေမထင်းချဲပြင်းပြင်းပန်းကြီးများနဲ့ဟောမိတဲ့တို့ကြောက်စပွဲမင်းဟိုတခါပြောဘူးခဲ့တဲ့တဏှာရည်လေးရှိတယ်ဘုံချင်းရင်မင်းရဲ့မှာကြောက်စိတ်တွေဝင်မိတယ်ကောင်းကင်ကိုမောကြည့်ရင်နဲ့ရင်မှာပူပင်လာတယ်လူဆိုရင်မင်းလေးတယောက်ကြောင့်နေရှာရောက်တော့မယ်ဟိုရင်မမင်းပေါင်းစရာမောင်ရင်ဝင်လေးတွေသလိုချစ်သူစီတီကိုယူလို့ကြည်လာနေမိတော့တယ်မင်းအိတ်တဲ့အုပ်ကူလေးထဲမှာမောင်တီကလေးမောကပေးပါမယ်ဒီမုန်းလေးတိတ်ကမတော်ကြည့်အောင်ဆောင်းပါလေပါမယ်မင်းအိတ်တဲ့အုပ်ကူလေးနဲ့လက်ကလေးနဲ့တွေ့ကပွင့်ချမ်းနဲ့ရေစလေးများရွှေဆိုပါချမ်းလို့မစိပြန်နေပါကွယ်ဘုံရွာရဲ့လိုက်ပြီးမှဒီဝါအမောင်ရှိရဲ့တောင်းမယ်နဲ့ကျွန်တော်ရဲ့ချစ်ချမ်းလေးရှာရောက်တော့မယ်တော့ရှိစွာသူ့ရဲ့အုပ်ကိုဖြစ်ပြီးအိမ်လေးတွေမှာပြပြောလာအိမ်လေးတော်လေးလိုပါစေနဲ့မူရဲ့မင်းနဲ့ရိတ်နဲ့အာကာပြေမထင်းချဲပြည့်လေပန်းကမြနဲ့ဟောမိတဲ့တို့ကြောက်စပွဲမင်းတို့ကပြောလို့ခဲ့တဲ့တဏှာရည်လေးရှိတယ်ဘုံချင်းကြီးလေးရင်မကြောက်စိတ်တွေဝင်မိတယ်ကောင်းကင်ကိုမောကြည့်ရင်လည်းရင်မပူပင်လာတယ်လူဆိုရင်မင်းလေးပြောင်းကြောက်ရှာရောက်တော့မယ်ဟိုဒီမှာမင်းပုံစံမောင်ရင်လေးနေတယ်လို့ချစ်သူစီတီကိုယူလို့ပြေးလာနေပြီဆောင်းပါလေပါမယ်မင်းအိတ်တဲ့အုပ်ကူလေးနဲ့လက်ကလေးနဲ့တွေ့ကပွင့်ချမ်းရေရလေးများရွှေဆိုပါချမ်းလို့မစိပြန်ပြီးပါကွယ်ဘုံရနာရလိုက်ပြီးမှဒီဝါအမှုရှိရဲ့တော့မလို့လို့ရဲ့ချစ်ချမ်းလေးရှာရောက်တော့မယ်တော့ရွှေစွာသူ့ရဲ့အုပ်ကူချင်ရဲ့လေးတွေမှာပြောလာအိမ်ဒီတော်လေးလိုပါစေနဲ့ရဲ့မိုးရလိုက်ဒီပါဒီဝါမရှိရဲ့တော့မလည်းကျွန်တော်ရဲ့ချစ်ချင်ရှာရောက်တော့တယ်ပြောစီမတဲ့